နောက်ထပ်10ချိန်ထပ်ဖောက်မယ် let's go အိုးရောင်ရေးရသွားပြီရသွားပြီ အားလုံးပဲမင်္ဂလာပါ AC Game ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော် Belmont skin ကိုဖောက်ပြသွားပြပါမယ်ကျွန်တော် COE ဘယ်လောက်ကုန်လဲဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြမယ် let's go guys တစ်ချိန်ဘာပေါက်မလဲပုံမှန်မှာ normal ပါဒီ collector ဖောက်တယ်ဆိုတော့ skin တွေအများကြီးပေးမှာမဟုတ်ဘူးဟုတ်တယ်မလားကျွန်တော် Belmont skin ကိုကြိုက်လို့ဖောက်တာလားဆိုတော့မကြိုက်ပါဘူးမကြိုက်ပေမဲ့ brother တို့အတွက်လာပြီးဖောက်ပြတာဖြစ်ပါတယ်Gaze the stars and seek your path. ကဲ920ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော် Belmont skin ကိုလဲပြမှာဖြစ်ပါတယ်ကဲ Belmont skin လေးကိုလဲလိုက်ကြရအောင်ရှင်ခုံစိတ်လှုပ်ရှားစာနဲ့ပဲအိုးရောင်ရေးရသွားပြီအဲ့လိုမျိုးလေးအော်ချင်ပါတယ်ဖောင်နေတန်းနဲ့ပေါက်သွားရင်တော့ပိုကောင်းတာပေါ့ဗျာဒါပေမဲ့လဲ Mobile Legends ဖြစ်နေတဲ့အတွက်ကျွန်တော်တို့တွေတမ်းမပေါက်ပါဘူးအချိန်68ချိန် COE 3400ဝန်းကျင်နဲ့ဖောက်ပြပေးသွားတာဖြစ်ပါတယ်ကဲ brother တွေအားလုံးပဲဒီဗီဒီယိုလေးကဒီနေ့ကဒီလောက်ပါပဲကျွန်တော်ရဲ့အကောင့်လေးကို like subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့ UCA Diamond တွေလိုအပ်ခဲ့ရင်လည်းကျွန်တော်ရဲ့ Telegram channel မှာလာရောက်ဝယ်ပြီးအားပေးနိုင်ပါတယ် Telegram channel ကိုကျွန်တော် description မှာရေးပေးထားပါမယ်ခင်ဗျာ